ညီမလေးကိုဒါဘလို့လိန်လာပြီဒါကြည့်ဟမ် तू ကခလေးလိန်မတက်ဘူးထားလိုက်တော့တားက73နှစ်ဟိုမှလူပြိုဖြစ်တော့ပဲဟမ်ဟိုမှအလေသွားတယ်ရှိတယ်အပြင်သွားဖို့အဖေခေါ်တနက်ခါလိန်လာပြီအဖေရေချိုးတယ်အဖေထွက်လာအဖေလာပါတနက်ခါလိန်မောင်နှမနှစ်ယောက်တွေ့လာဘလို့ပုံမျိုးလိန်လာတနက်ခါတော့လိန်လို့မတက်ဘူးလားမိဘတွေဘလို့လိန်လဲဒါမတွေ့ဘူးလားဖေးမေးတွေတနက်ခါနည်းနည်းပါးပါလိန်တော့ပြီပေါ့မျက်နှာလေးပါလေးမှာအခုကသပင်းနေမှာဒီမှာကြည့်အင်ဂျီနေမှာဒီမှာကြည့်အင်ဂျီနေမှာသပင်းနေမှာရောဒီမှာကြည့်ဘလို့လိန်လာလဲဘလို့ခေါ်ရမဒီပုံနဲ့အဖေရှက်လို့စေအာဒုက္ခပဲဒါတယောက်อ่ะဒီမှာကြည့်ခလေးထားလိုက်လိန်မတက်ဘူးထားလိုက်တော့ငယ်သေးတယ်တားကိုအဖေပြောညီမလေးချက်လိန်လာပြီတားအဲ့လိုလိန်ပြီးတော့ဗောလေအော်ဒုက္ခပဲတော်စိတ်ညစ်ကိုကောင်းလာအနော်မင်း73နှစ်လူပြိုဖြစ်နေပြီတနက်ခါတော့မင်းလိန်မတက်တော့ဘူးလားအဆဆရအဖေလောက်ပေးရတော့မလားဘလို့လောက်ပြင်သွားပါခုမျက်နှာတစ်တနက်ခါပြန်လိုက်အချိန်ကကုန်ပြီတွားမှမိုးချုပ်နောက်ကြပြီမတွားတဲ့ရှိတယ်တနက်ခါလိန်လာပြီညီမလေးကူဆိုတာထွက်လာဖေးပါလာသွားတယ်လိန်လာတဲ့ပုံနဲ့မှန်ချိတာမှန်နဲ့ကြည့်အောင်ကိုကြည့်အောင်အော်နည်းနည်းပါးပါးလှလေးလိန်အောင်မကြည့်ညီမလေးဆိုတကူလုံးပေးစပိန်နေပါဘလို့လောက်ခေါ်ရမယ်အိုးအဖေတော်စိတ်ညစ်သွားပြီဟုတ်ပြီရှက်လို့သေးဒီလိုပုံမျိုးနဲ့အပြင်သွားမှသူများတွေလေသွားလို့ရှိရင်ခလေးတွေဘလို့လိန်လာပေးတယ်မိဘတွေလိန်လာတာတစ်ချာကြည့်ပလားဒီလိုပုံမျိုးနဲ့ဘလို့အပြင်သွားရမယ်နည်းနည်းလှပပလေးလိန်မောတနက်ခါလိန်လို့ဆိုတာတကယ်ရှက်ဖို့ကောင်းလိုက်တာဘလို့မျက်နှာတစ်ပြီးတော့ပြန်လိန်နည်းနည်းပါးတော့ဖေးဘလို့လိန်လာနဲ့ကြည့်မိဘတွေဘလို့လိန်ကြည့်တနက်ခါလှလေးလိန်နည်းနည်းပါးလိန်တော့ပြီပေါ့ရှက်တော်တူတွားမရဘူးအဲ့လိုမျိုးဆိုဖေးရှက်လို့သေးပြန်လိန်နာညီမလေးကိုမျက်နှာတစ်ပြီးတော့